ဒီပုံနေကိုခဏကောက်ထားတဲ့သပင်လို့ထင်လားအခုဗီဒီယိုကတော့ခါတိုင်းဗီဒီယိုနဲ့မတူဘဲနဲ့ပေါ့နော် back review ပေးမဲ့ဗီဒီယိုပဲဖြစ်ပါတယ်ဘာလို့ back review ပေးမှလဲဆိုတော့ဒီသပင်ကောက်တာနဲ့ပတ်သက်ပြီးတော့ back review ပေးမှာပဲဖြစ်ပါတယ်ရွှေရီခါတိုင်းပုံမှန်သပင်ကအခုလိုမျိုးအီစင်စင်လေးနဲ့သပင်လေးပေါ့နော်နှမျောလိုက်တာသပင်အရှိထားရတဲ့အကြောင်းရင်းကရွှေရသပင်ကောက်ချင်တာကွာသိလားအဲ့ဒီအတွက်ကြောင့်မလို့ရွှေရီဆိုင်တစ်ဆိုင်ကိုသွားပြီးတော့သပင်ကောက်ခဲ့တယ်ဒါပေမဲ့သပင်သွားမကောက်ခင်ရွှေရအဆိုင်ကိုဗာပြောလဲဆိုရင်ဒီတစ်တော့ချက်ပေါက်ကနေပြီးတော့ပေါ့နော်ရွှေရီသပင်က rebound နဲ့လောက်ထားတယ် rebound နဲ့လောက်ထားတာက3-4လပဲကြာသေးတယ်ရွှေရီအတိုင်းပြောခဲ့တယ်ရွှေရီအခုရှိရပေါ့နော်ရွှေရီခါတိုင်းသပင်လျှော်နေကြဆိုင်နေမှာနှစ်ဆိုင်ရှိရကွာအဲ့ဆိုင်ဒီမှာမေးတော့ rebound နဲ့လောက်ထားတာမကြသေးဘူးဆိုရင်သပင်မကောက်နဲ့ကောက်လို့ရမှာမဟုတ်ဘူးသပင်ကြေသွားလိမ့်မယ်အဲ့လိုမျိုးလေးပြောတယ်ပေါ့နော်အဲ့လည်းရွှေရီရောင်းကောက်လို့မရဘူးလားဘာလို့လဲမသိဘူးဆိုပြီးတော့ရွှေရီလွန်ခဲ့2နှစ်လောက်ကရွှေရီကောက်ခဲ့ဘူးတဲ့ပုံလို့ရွှေရီကအတင်းကြိုက်တယ်ကြိုက်တဲ့အခါမှာရွှေရီသပင်လည်းမညက်ချင်တော့ဒီအရှိတိုင်းလေးပဲကောက်မယ်ဆိုပြီးတော့အဲ့ဆိုင်ကိုအကြံဉာဏ်တောင်းတယ်ပေါ့နော်တောင်းတဲ့ခါမှာ तू ကဒီ rebound နဲ့လောက်ထားလဲသပင်ကကောက်လို့ရတယ်အဲ့လိုပြောတယ်အဲ့နဲ့ရွှေရသပင်အဲ့သူနဲ့ရဲချိန်ပြီးတော့ပေါ့နော်သပင်သွားကောက်ခဲ့တယ်သွားကောက်ခဲ့တော့ကအရန်လာတယ်ကွာဒီမှာကောက်ခါစားပုံလေးသူတို့အဲ့လိုကောက်ပြီးတော့နောက်နေ့တရက်ချားနေရောခေါင်းလာလျှော်ခိုင်းတယ်လျှော်ခိုင်းတဲ့ခါမှာလည်းသူတို့ပုံသွင်းပေးတဲ့ပုံစံဒီလိုပုံစံလေးကွာရွှေကောက်ချင်တာနဲ့လုံးဝကွက်တီပဲအဲ့ပြီးတော့သူတို့စီခေါင်းလျှော်ပြီးဒီနေ့လိုခေါင်းပြန်လာလျှော်ပြီးဆိုရင်မနေ့ဖြတ်လို့ကြာတော့သပင်ကအခုလိုပုံစံဖြစ်နေအဲ့ဒါပြီးတော့နောက်ထပ်3ရက်မြောက်နေ့လဲပို့ဆိုးပါသပင်ကပြည်သွားပြီကွာဒီလိုလေးပဲဖြစ်တော့တယ်ဒီနားလေးကတော့ကောက်သေးတယ်ကွာရွှေကြီးအဲ့ဒါနဲ့3ရက်သူတို့စီမှာခေါင်းလျှော်ပြီးတော့ဒီလိုပုံစံနေအစစ်စစ်ဖြစ်ပြီးတော့3ရက်မြောက်နေ့မှာရွှေကြီးကဒီကိုအိမ်မာကိုခေါင်းလျှော်တယ်ပေါ့နော်ခေါင်းလျှော်ပြီးပုံသွင်းတယ်အဲ့တော့ဒီလိုပုံစံလေးရတယ်ပုံသွင်းပြီးတော့တရက်ဖက်ကွာနောက်ရက်ကျဒီလိုပုံစံပဲဖြစ်သွားတယ်ဒါခုကသပင်ရွှေအိမ်မာခေါင်းလျှော်ပြီးတော့တတိယမြောက်နေကွာသပင်ကလုံးဝကွာကြီးလိုက်လုံးဝကောက်နေရဲ့နေရာမရှိတော့ဘူးကွာသိလားဘလောက်ပဲပုံမသွင်းတတ်တဲ့လူလို့ပြောကွာဒီလိုကြီးကတော့ဖြစ်စရာအကြောင်းမရှိဘူးလို့ထင်တယ်ကြည့်လိုက်ဒါရွှေကွာအစင်းစင်းကောက်ခါစားနေရဘယ်လိုပုံစံလေးခေါင်းလျှော့ပြီးတော့လဲဘယ်လိုပုံစံလေးအခုအိမ်မှာခေါင်းလျှော့ဒီလိုပုံစံလေးဖြစ်သွားတယ်အစင်းစင်းနေသူတို့ရဲ့ချက်ပေါက်ကိုပို့တယ်ပေါ့နော်မနေ့ကဆိုရင်လည်းဒီလိုကြီးဖြစ်သွားတဲ့သပင်ကိုဇက်ပုံကိုပို့လိုက်သေးတယ်ဒါပေမဲ့အပြစ်ရှာထားတာတော့မရှိဘူးပါဘာပြန်ပြောလဲဆိုတော့ဘာမှပြန်မပြောပါဘူးရွှေကအဓိကပြောချင်တာကကြတော့ဒီပတ်စံပြန်လို့ချင်တာလည်းမဟုတ်ဘူးကွာပတ်စံကဒီအခုခြေတက်ဖြစ်ရရောပါရောဆိုရွှေ2သိန်းခွဲကုန်ခဲ့တယ်ပေါ့နော်2သိန်းခွဲကုန်ခဲ့တဲ့အမောင်းနဲ့တော့သူ့ဟာသူတန်ကြီးလေးတော့ရကျင်တာပေါ့နော်အခုကလုံးဝကိုဖြောင်းစင်းနေစပင်းဆိုလေအစမပြေဘူးအဲကြောင့်မလို့ very recommend လာပေးရပါတခုရှိရတာဆိုင်ရမကောင်းတာမဟုတ်ဘူးရွှေဟိုးရင်တစ်ခါလဲကောက်ခဲ့ဘူးလေကောက်သားအရင်လာတယ်ဒါပေမဲ့အခုတစ်ခါမှဘယ်လိုဖြစ်တာလဲဆိုတော့ဒီအားနေပဲသင်ငန်းဆိုင်ရတာပေါ့နော်ဒီသပင်ဆိုင်နေ2ဆိုင်3ဆိုင်ကပြောတာက rebound နေဆိုကောက်မရဘူးကွာဒါပေမဲ့ကိုယ့်ရဲ့လောဘနဲ့ကိုယ်ပဲရွှေကောက်ခဲ့တာဆိုတော့ဒါရွှေဘက်ကအမားလဲပါတာပေါ့နော်နောက်တစ်ချက်ကရွှေက rebound နဲ့လောက်ထားတာပြောရတာနဲ့မှရပါတယ်ဆိုပြီးတော့ကောက်ပေးလိုက်ပြီးတော့အခုလိုဖြစ်လာတော့ဘာမှတာဝန်ယူမှုမရှိဘူးပေါ့နော်ပထမသွားလုပ်ပြီးတော့ခေါင်းသွားလျှော်ရင်းနေမှာတော့ပြောတယ်ဒီအကောက်လေးကိုကြိုက်ရလားအဆင်ပြေရလားလှိုင်းကြီးလေးကွာလှိုင်းကြီးလေးဆိုသူ့ပုံသွင်းပြီးကစားရွှေကြိုက်တဲ့အတိုင်းလေးပဲထွက်တယ်ဆိုရွှေရတဲ့အဆင်ပြေရွှေရလှိုင်းကြီးကြိုက်တာတကယ်လို့သူကပြောတယ်ပေါ့နော်ပြေးသွားတယ်ဆိုရင်တော့ဘယ်လိုပြောမလဲပြေးသွားတယ်ဆိုရင်သူကလှိုင်းပေးလေးနဲ့ပြန်ချင်းပေးမယ်လို့ပြောတယ်ကိုကလည်းပြေးမနေဘူးဆိုတော့အဆင်ပြေပါတယ်ဒီလှိုင်းလေးဆိုရင်သူတို့ပုံသွင်းပေးရလဲလှတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့အဆင်ပြေရဆိုပြီးတော့ပဲပြောခဲ့လိုက်တယ်အဆင်မပြေတဲ့အခါမှာပြန်လာပြောပေးမယ်အိမ်မှာခေါင်းလျှော့ကြည့်လိုက်အောင်မယ်နောက်ရက်ကျရင်အိမ်မှာခေါင်းလျှော့ကြည့်လိုက်အောင်မယ်အဆင်မပြေတဲ့အခါကျရင်တော့ပြန်လာပြောပေးမယ်လို့ပြောတယ်ပြောခဲ့ပြီးရွှေကြီးပြန်လာတယ်ပေါ့နော်ရွှေကြီးအဆင်မပြေတဲ့အကြောင်းကိုလည်းတွားပြောတယ်ဒါပေမဲ့ဘာမှတုံ့ပြန်ချက်မရှိပါဘူး
ဆိုင်မကောင်းမှုလို့ပြောတဲ့ review မဟုတ်ပါဘူးကို bad review ပေးတာပါဘာလို့လဲဆိုရင် rebound နဲ့လောက်ထားတဲ့သပင်ကကောက်လို့မရမယ်တီတီနဲ့သူများစကားကိုယုံပြီးတော့ပေါ့နော်ကောက်ခဲ့ရဆိုတော့ဒါကိုအဖြစ်ဖဲလို့ပြောရပါမယ်ရွှေရီကဒီပတ်စံကုံနာထက်ကွာအဲ့ဒီရနဲ့တန်ရတန်ကြီးရရင်တော့ရွှေရီကမနှမျောတတ်ဘူးကွာဒါပေမဲ့အစားတောက်ပဲဖြစ်ဖြစ်ဝေးစားပဲဖြစ်ဖြစ်ကိုပတ်စံထွက်သွားပြီးတော့မှကွာအဲ့လိုချိန်နဲ့ result မရဘူးဆိုရင်တော့အရန်စိတ်ဆိုးတယ်ကွာဒီလားစိတ်ဆိုးတယ်ဘယ်လိုပြောရမလဲမနေတတ်ဘူးကွာစိတ်ထဲမှာအဲ့လိုကြီးဖြစ်တယ်အဲအကြောင်းမလို့ထားပြီးတော့ပြပြပေးရပါဆိုင်ုံနာမည်ဖြစ်တာလည်းမဟုတ်ပါဘူးrebound နဲ့မလုပ်ရသေးရဲ့လုံးဝမလုပ်ဘူးတဲ့သူဖြောင်းနာလည်းမလုပ်ဘူးတဲ့သူဆိုရင်တော့တော့ကောက်ပါလုံးဝကောက်သားလာတယ်အဆင်ပြေတယ်အဆိုင်ရပေါ့နော်ကျန်တဲ့ဆိုင်ကိုဟိုးငငယ်ကကောက်ဖူးတယ်အဆင်မပြေဘူးသူ့ဆိုင်ကအရင်2နှစ်လောက်ကတော့ကောက်ဖူးတယ်အလုံးဝအဆင်ပြေရနော်2နှစ်3နှစ်လောက်ကတော့ကောက်ဖူးတာကောက်သားလဲလှတယ်တစ်နှစ်လောက်ကပြီးသွားပြီဆိုပေမဲ့ဟို line ပုံစံလေးဖြစ်ပြီးလုံးဝလှနေတော့မယ်ဒီတစ်ခေါက်ကတော့အဲ့လိုပဲဖြစ်သွားပါတယ်လို့ဒီတစ်ခေါက်ကတော့အဆင်မပြေခဲ့ဘူးပေါ့နော်ဒီ rebound လုပ်ထားတဲ့သပင်ဆိုတော့လေ rebound နဲ့မလုပ်ရသေးတဲ့ဆိုရင်တော့တော့ခောက်ပါ rebound နဲ့လုပ်ထားတဲ့သပင်ဆိုရင်တော့လုပ်လို့ရရဲဆိုရင်လည်းဘယ်ဆိုင်ရမဆိုပြောပေါ့နော်ဘယ်ဆိုင်ရမဆိုလုပ်လို့ရပါတယ်လို့ပြောလေ rebound နဲ့လုပ်ထားရင်လုံးဝမကောက်ကြပါနဲ့ရွှေလို့ပတ်စံမဲ့ကုန်ပါလိမ့်မယ်လို့ရွှေက skin care အကြောင်းတွေ beauty tip အကြောင်းတွေကို share ရတဲ့လုပ်တဲ့လူပါအဲ့ဒီအတွက်ကြောင့်မလို့ဒီ product တွေကိုပဲဖြစ်ဖြစ်ဒီရွှေရဲ့အလားပါရေးရဆိုင်ရပဲဖြစ်ဖြစ်ကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းဘူးဆိုပြီးတော့ bad review ရော good review ရောပေးသွားမှာပဲဖြစ်ပါတယ်အဲ့ဒီကြောင့်မလို့ကိုယ့်ရဲ့ပတ်စံကုန်အားကျိုးနဲ့ချင်တယ်ကိုနဲ့အဆင်ပြေတဲ့ beauty product တွေ beauty tip တွေသိချင်တယ်ဆိုရင်တော့ရွှေရဲ့အကောင့်လေးကို follow လေးလုပ်ထားပေးခဲ့ပါအောင်เนาะရွှေရဲ့တခြားလုပ်လေးရှိရပေါ့เนาะရှိရတာနဲ့မှရွှေဝါနာပါတဲ့ဒီ blog လေးကိုရိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရွှေကြီးကိုအချိန်ပေးပြီးကြည့်ရှုပေးရလူတယောက်ချင်းစီတိုင်းကိုလည်း baby လေးတို့ကိုလည်းကျေးဇူးတင်ပါတယ်နောက်ထပ်သိချင်တာလေးရှိရင်လည်း comment မှာမိထားပေးခဲ့လို့ရပါတယ်เนาะနောက် video မှာပြန်တွေ့ကြမယ်เนาะ